ထုံမြိတ်တန်လေးကြနေတဲ့လေးရဆာမှာမင်္ဂလာရှိဆုံးပဲအေးမြတ်ချင်းတွေထုံလို့ပေါင်းစချင်တဲ့တော့ဒီနေ့လေးတဲ့မှာပင်ထုံနေပြီဆွဲတော်ရွယ်လေးလားဒူရှင်ကတွေ့မှာလှပသွားမဲ့ဘဝတွေလို့တော့ရှိပြီးသားပေးစချင်တွေရှိတော့ခွေလို့ချင်တော့နေဒီချစ်ချင်များရှင်သန်နေတော့နေရှင်ခုံအိမ်မလေးတွေပိုင်ဆိုင်ဝေးရခြင်းအတူဆောင်မဲ့အိမ်လေးမြဲစေမင်္ဂလာနေလေးမဆာတွေ့လည်းများလေအခက်ခဲများရှိနေစေတို့ရှောင်လှမ်းမေဒီရင်ခုန်တဲ့များမြဲစေမေဆွဲတော်ရွယ်လေးလားဒူရှင်ကတွေ့မှာလှပသွားမဲ့ဘဝတွေအလိုတော့ရှိပြီးသားပေးစချင်တွေရှိတော့ခွင့်လို့ချင်တော့နေဒီချစ်ချင်များရှင်သန်နေတော့နေရှင်ခုံအိမ်မလေးတွေပိုင်ဆိုင်ဝေးရခြင်းအတူဆောင်မဲ့အိမ်လေးမြဲစေမင်္ဂလာနေလေးမဆာတွေ့လည်းများလေအခက်ခဲများရှိရင်ဆိုင်ကတော့ကြောက်ချက်မေဒီရင်ခုန်တဲ့များမြဲစေမေဒီရင်ခုန်တဲ့များမြဲစေမေ မပရိသတ်များတို့သားနဲ့တို့သမီးအချင်းဖွင့်မယ်တို့သားနဲ့တို့သမီးဝင်လာတဲ့အခါမှာဂါရဝပြုပြီးအနေနဲ့ကျေးဇူးပြုအားလုံးမတရားပြီးပါဒီနေ့ကြရတာနော်
ဒီနေ့လက်ထပ်ထိုင်မြတ်မဲ့ကိုစုံမင်းသူနဲ့မအိုးဝအောင်ရဲ့မင်္ဂလာပွဲဒီညချင်းဖြစ်ပါတယ်လို့ဆရာမပြောရဲဘာလိုက်ပြီးတော့မေးရဘူးဖြစ်ဖို့ဖြစ်တယ်နော်ဖျားခင်ရှိဤပရိသတ်ရှိတွင်မောင်စုံမင်းသူနှင့်မဝဝအောင်တို့သည်အတရေနှင့်ပြည့်စုံစွာထိမ်းမြဆောင်နှင်းခြင်းမင်္ဂလာကိုယခုပြုကြမည်ဖြစ်သောကြောင့်တရားသဖြင့်စီတာကန့်ကွက်လိုသူတစုံတစ်ယောက်ရှိလျင်ယခုဖော်ပြပြောဆိုပါသို့မဟုတ်နောက်ဘယ်သောအခါမျှပြောဆိုခွင့်မရှိပါရှိပါသလားရှိပါသလားရှိပါဘူးရှိပါသလားရှိပါဘူးမောင်မျိုးမင်းသူနှင့်မဝဝအောင်တင်တို့သည်လည်းနောက်ဆုံးနေ့၌ဖျားသခင်ဤပလင်တော်ခြေရင်းသို့ရောက်ကြရမည်ဖြစ်၍တဦးနှင့်တဦးတရားတော်အတိုင်းလက်ထပ်ထိမ်းမြန်းခြင်းမပြုနိုင်ကြသောအကြောင်းတစ်စုံတစ်ခုရှိလျင်ယခုဖော်ပြပါရှိပါသလားရှိပါသလားလူမျိုးရှိပါသလားဟုတ်ပြီအဲ့ဒါဆိုရင်ဆရာမနေမယ်နော်ဒီမောင်မျိုးမင်းသူနှင့်မဝဝအောင်တို့တင်တို့သည်ဖျားသခင်ဤတုတ်ကပတ်တော်အတိုင်းတူးကိုတူးတန့်ရှင်သောလက်ထပ်ချင်းဖြင့်သိမ့်ပိုက်ရဲ့ဘဝခရီးလမ်းတစ်လျှောက်တာယာသည်ဖြစ်စေကြမ်းတမ်းခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေအသက်ရှင်သမျှကာလပတ်လုံးတူးကိုတူးချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုပေါင်းဖော်ပါမည်ဟုသစ္စာဂတိထားမလားမောင်စုံမင်းသူနဲ့ခိမ်းမြလက်ထက်ရန်မဝဝအောင်ကိုဘယ်သူအပ်ပါတယ်လဲမောင်အောင်မျိုးချက်ကအပ်ပါတယ်ကျေးဇူးတင်ပါတယ်မာကျမ်းစာတစ်ပိုက်အပ်ပါမယ်ရှမာကုခရစ်ဝင်ကျမ်းခန်းကြီး30အငယ်6ကနေ9ဖြစ်ပါလေဖျားခင်ဖန်ဆင်းတော်မူစားကယောက်ျားနှင့်မိန်းမ2ယောက်ကြီးကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုစွန့်၍ကိုခင်ပွန်း၌မိဝဲသဖြင့်ထိုသူ2ယောက်တို့သည်တသားတကိုယ်သည်ဖြစ်ရလိမ့်မည်ထို့ကြောင့်လင်မယားတို့သည်နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏ဖျားသခင်တွဲဖက်၍ထံဖို့တင်တော်မူသောအရာကိုလူမခွဲခွာစေနှင့်ဟုမိန့်တော်မူ၏ဆမသစ္စာဝိမေဆမတောင်းဖို့လိုက်ပြီးတော့ဆိုတော့ပထမဦးဆုံးတော့တောင်းပြောနော်ကျွန်တော်မောင်စိုးမင်းသူသည်မောင်စိုးမင်းသူသည်မဝဝအောင်ကိုကျွန်တော်ဤဇနီးအဖြစ်တိမ့်ပိုက်ပြီးရင်ယနေ့ကစ၍အသက်ကုန်ဆုံးသည့်တိုင်အောင်ဘဝခီးလမ်းတစ်လျှောက်တာယာသည်ဖြစ်စေကြမ်းတမ်းခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေသာဝရဖျားအမိန့်တော်နှင့်ယောညီစွာချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုလျက်ပေါင်းဖော်ပါမည်ဟုဂတိသစ္စာပြုပါ၏ကျမမဝဝအောင်သည်ကိုမျိုးမင်းသူကိုကျမဤလက်ထပ်ခင်ဖို့အဖြစ်တိမ့်ပိုက်ပြီးခင်ယနေ့ကစ၍အသက်ကုန်ဆုံးသည့်တိုင်အောင်ဘဝခီးတစ်လျှောက်
တာယာသည်ဖြစ်စေကြမ်းတမ်းခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေသာရဖျား၏အမိန့်တော်နှင့်လျော်ကြည်စွာချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုရဲ့ပေါင်းဖော်ပါမည်ဟုဂတိသစ္စာပြုပါ၏ဒီလိုနို့ခုပြုခဲ့ပြီးတော့ဂတိသစ္စာတို့ကိုစောင့်ရှောက်ပြီးအကြောင်းတဲ့တည်အထိတ်အမှတ်ရှိပါသလားရှိပါတော့ပြီကျမတို့ယုံကြည်သူတွေလက်ထပ်ထိမ်းများတဲ့အခါမှာရွှေလက်စုပ်အထိမ်းအမှတ်အနေနဲ့ဒီသစ္စာပြုတဲ့အထိမ်းအမှတ်အနေနဲ့အပြန်အလှန်တချို့လဲပေါ့နော်တိုက်နိုင်ကြလို့ပေါ့ခင်ဗျားလည်းကပဲစတိတဲ့တို့သားတို့သမီးတို့ပေးတာရှိတယ်လို့တစ်ခါတလေလဲတို့သမီးလည်းပြန်ပေးတာရှိပါတယ်အခုဒီမှာလက်စွပ်နှစ်ကွင်းကိုတွေ့ပါတယ်လက်စွပ်ဆိုတဲ့ဒီရွှေမောင်းဝင်းဟာဘာကိုဖော်ပြပုံဖော်တယ်လဲဆိုတော့ဒီမှာတွေ့ရမယ်ဖြစ်ပါတယ်များသောအားဖြင့်လက်ထက်လက်စွပ်တွေကမောင်းဝင်းတွေကချောမွေးပြီးတော့နေပါတယ်အစမရှိအဆုံးမရှိဒီလိုအပတ်ပတ်ပြီးတော့နေပါတယ်ချောမွေတဲ့သဘောကိုစောင်းပါတယ်ရွှေနဲ့လောက်ရတဲ့အခါမှာရွှေဟာအင်မတန်မှတန်ဖိုးရှိတဲ့အရာတန်ဖိုးကြီးတဲ့အရာဖြစ်တယ်ဒါကြောင့်ကြောက်နဲ့လက်ထပ်ထိမ်းများပြီးတော့ဂတိသစ္စာပြုတဲ့အခါမှာဒီရွှေလက်စွပ်မောင်းဝင်းကိုအထိန်အမှတ်အနေနဲ့ပြုလုပ်ခြင်းဖြစ်တယ်။ကြောက်ကြောက်ဆိုပေးခြင်းဖြစ်ပါတယ်လို့လက်ထပ်လက်စွပ်ဒီမင်္ဂလာလက်စွပ်ကိုစွပ်ပြီးတဲ့အခါမှာချွတ်ရုံထုံးစံရှိပါဘူး။ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်လက်ပေါ်မှာအမြဲစွပ်ထားဖို့လိုပါတယ်။တချို့ကတော့ရွှေရောင်လေးပုံတော့မှဆိုလို့ချွတ်ထားတာတို့ဘာလို့ရှိမတော်တဆပျောက်သွားလို့ကြွက်ချီသွားလို့ဆိုပြဿနာတက်နိုင်ပါတယ်။ဒါကြောင့်လက်ပေါ်ကနေပြီးတော့မချွတ်ဖို့မေတ္တာရက်ခံပါတယ်လို့သူ့ရဲ့အဓိပ္ပာယ်လေးနဲ့သူနဲ့အမှန်ကန်ရှိဖို့အတွက်မသိတဲ့လူတွေနားမလည်တဲ့လူတွေပြောပြခြင်းဖြစ်ပါတယ်ဇနီးမောင်နှံလည်းပဲမှတ်ထားဖို့ဖြစ်ပါတယ်လို့စက္ကဆုတောင်းရအောင်လက်စွပ်တယ်ကျေးဇူးရှင်ဖတ်ထရမြတ်စွာသောဘုရားခင်ကိုရောကိုကျေးဇူးတင်ပါတယ်ဘုရားကိုရောရှင်ချစ်တဲ့တာမောင်မျိုးမင်းသူနဲ့မဝဝအောင်တို့မိမိတို့ဖျားရှိလူရှိတွင်ဝန်ခံဂတိပြုလက်တန်ရှင်သောထိမ်းများလက်ထက်ချင်းမင်္ဂလာကိုပြုလုပ်ရရှိပါတယ်ကိုရောကိုကျေးဇူးတင်ပါတယ်ဗျာမိမိတို့ဂတိသစ္စာပြုခဲ့တဲ့အတိုင်းဤဂတိသစ္စာအတွက်အထိတ်အမှဤရွှေလက်စွပ်အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်ကိုရောပြင်ဆင်ပေးတဲ့အရာအမှုအလုံးစုံအတွက်ကိုရောကိုကျေးဇူးတင်ပါတယ်ကိုရောရှင်ဖျားပြောက်ကိုပြောက်ဂတိသစ္စာဆုံးရက်ဒီလက်စကိုဖုတ်ပေးတဲ့အခါမှာမိမိတို့ပြောက်ကိုပြောက်ချင်းချင်းကျင်နာရမယ်ဒီသည့်တိုင်အောင်ပေါင်းတဲ့ဆက်ဆံရမယ်ဆိုသည့်အရာကိုအစင်နဲ့နှလုံးသွင်းလက်မိမိတို့ရဲ့မင်္ဂလာတက်တန်တစ်လျှောက်လုံးမှာကိုရိုနဲ့အတူဝမ်းမဲ့ပျော်ရွှင်စွာမိမိတို့ရဲ့အိမ်အောင်တစ်ကိုစတင်ပြီးတော့ထူထောင်နိုင်သောဇနီးမောင်နှံဖြစ်စေပါလိမ့်ကြောင်းခရစ်တော်ဖျား၏မြတ်သောနာမ၌စက္ကဆုတောင်းပါ၏မြတ်စွာဘုရားရှင်လက်စွပ်အတွက်ဒီစားစကားကိုရှိပါလေတော့ပြရပြန်လာဆုပ်ပေးဖို့ရှိပါလေအမေကလက်စွပ်ပေးတယ်အပြည့်ရနာလက်စွပ်ကိုကြိုက်ထားမယ်လက်စွပ်ကိုကြိုက်ထားပြီးတော့သစ္စာစကား
ဆိုဖို့ရှိပါတယ်လို့နော်နှစ်ယောက်အတူတူလိုက်ဆိုဖို့ဖြစ်ပါတယ်နော်ကျွန်ုပ်သည်သင်အားပြုခဲ့သောဂတိသစ္စာများဤတက်တည်ဖြစ်စေခြင်းငှာ၎င်းကျွန်ုပ်၏ချစ်ချင်းမေတ္တာနှင့်ဥစ္စာစည်းစိမ်ရှိသမျှကိုတင်၌သာအနှင်းခြင်းက၎င်းဤလက်စွပ်ကိုတက်တည်ပြု၍ပေးပါ၏တင်ပေးသောလက်စွပ်ကိုလည်းတက်တည်အဖြစ်လက်ခံပါ၏ဘုရားသခင်ဤရှိတော်တွင်၎င်းဤပရိသတ်ဤရှင်းမောက်တွင်၎င်းမောင်မျိုးမင်းသူနှင့်မဝဝအောင်တို့သည်ဂတိတစ္ဆာပြုခဲ့ကြ၏ဖြစ်သည့်အတိုင်းယခုအချိန်မှစ၍တရားဝင်ဇနီးခင်ပွန်းအဖြစ်သို့မြောက်စေခြင်းကကျွန်ုပ်သည်ဘုရားသခင်ဤဓမ္မဝန်ဆောင်တူအနေနှင့်၎င်းနိုင်ငံတော်အစိုးရအတင်းသောအခွင့်အာဏာဖြင့်၎င်းခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးတစုတည်းသောဘုရားရှင်၏နာမတော်၌ထိမ်းမြားလက်ထပ်ပေးပါ၏ဘုရားသခင်စုံဖက်တော်မူသောအရာကိုလူတို့မခွဲခွာစေနဲ့အိမ်တော်တဲ့အတွက်ဆုတောင်းပေးရအောင်ယေရှုရှင်အဖထာဝရမြတ်စွာသောဘုရားခင်ကိုရောကိုယေရှုတင်ပါတယ်ဘုရားကိုရောပြင်ဆင်ပေးသောအချိန်တိုင်းအလုံးစုံအတွက်ကိုရောကိုယေရှုတင်ပါတယ်ယေရှုရှင်ဖာဤသားဤသမီးမျိုးမင်းသူနှင့်ဝဝအောင်တို့ယနေ့မှစ၍ဇနီးမောင်နှံအဖြစ်မိမိတို့ဒီဘုရားရှိလူရှိတွင်လက်ထပ်မင်္ဂလာဖို့ကိုဘုရားဝတ်တော်နဲ့ပြုခဲ့ဖြစ်ပါတယ်ကိုရောယေရှုတော်ကိုချီးမွမ်းပါတယ်ကောင်းမွန်ချမစွာဖြင့်ဘာမှအတော်ရှိဒါစီမရှိဘဲနဲ့ဝမ်းမြောက်စွာပြီးမြောက်ရသောအခွင့်အတွက်ကိုရောကိုယေရှုတင်ပါတယ်ယေရှုရှင်ဖာဣဇနီးမောင်နှံတို့အသက်တာမလျှောက်လုံးကိုရောကိုဥထိပ်ထားသောအသက်တာနဲ့ကိုရောနဲ့အတူမိမိတို့ရဲ့အသက်တာမှာလျှောက်လန်းသောဇနီးမောင်နှံဖြစ်တည်တာမကမိမိတို့ရဲ့အိမ်တောင်တစ်ကိုမိမိတို့စတင်ပြီးတော့တည်ထောင်တဲ့အခါမှာကိုရောနဲ့အတူကိုရောတည်တာခြင်းသူတို့ရဲ့အိမ်တောင်ဥတောင်အဖြစ်နဲ့သူတို့နေရာပေးတဲ့မိမိတို့ရဲ့အသက်တာကိုဝမ်းမြောက်ပျော်ရွှင်အောင်မြင်စွာဖြင့်ရှောက်လန်းနိုင်တော့ဇနီးမောင်နှံဖြစ်အပ်သောမှာကိုရောကိုယ်တိုင်ဆင်းသက်ကြွလာအုပ်ဆိုးတဲ့ကောင်းကြီးပေးတော်မူပါဗျာတရားနဲ့တရားနားလည်ခြင်းတီးခံခြင်းခွင့်လွှတ်ခြင်းနှိမ့်ချခြင်းအပြည့်အဝအာကြီးသောမေတ္တာဖြင့်တူကိုတူချစ်ခင်လေးစားကြခြင်းရှိစေဖို့လေကိုရောမဆာတဲ့ကောင်းကြီးပေးတော်မူပါမိမိတို့တစ်ဖက်တော်မိဘဆွေမျိုးညီတော်မောင်တို့များဖို့လေမိမိတို့ဒီမိသားစုအရေးတစ်ဖက်တူနဲ့တူသဘောထားတဲ့ကောင်းမှုစွာပျော်ရွှင်စွာဖြင့်မိမိတို့ရဲ့အတ္တတာကိုရှောင်လာနိုင်ဖို့လေကိုရောလက်တော်ထဲသို့ဆက်ကအနံပါတယ်ယေရှုရှင်ဖာမိမိတို့ရှိတဲ့နေရာမှာမိမိတို့နဲ့အနည်းဆုံးမိမိတို့ပါဝင်နေတဲ့အသင်းတော်အပေါ်မှာလည်းသစ္စာရှိသောဇနီးမောင်နှံဖြစ်တယ်လို့တူနဲ့တူအပေါ်မှာလည်းသစ္စာရှိသောဇနီးမောင်နှံဖြစ်စေဖို့ကိုရောဆက်လက်၍လမ်းပြပို့ဆောင်ကောင်းကြီးပေးပါလာရောက်ဝပြုကိုယ်ွယ်လာရောက်ပါဝင်မေတ္တာပြကြသောမိတ်ဆွေသင်္ဟာတယောက်စီတိုင်းကိုလည်းကိုရောကောင်းကြီးပေးပါယေရှုဖျား၏မြတ်သောနာမ၌ကျေးဇူးတော်အပေါင်းကိုရှင်းမွားနဲ့ဆုတောင်းဆက်ကပ်ကြပါ၏အဖမြတ်စွာဘုရားခင်အာမင်ခုချိန်ကမှာလက်မထိုးဖို့အချိန်ဖြစ်ပါတယ်ခဏလေးဆုတောင်းကောင်းကြီးပေးပြီးတဲ့အခါမှာပဲ
လက်မှတ်ထိုးဖို့ဖြစ်ပါတယ်လို့ကျေးဇူးရှင်ပါဤဇနီးမောင်နှံကိုရောလက်တော်တဲ့သူဆက်တတ်ပါတယ်ယနေ့မှစ၍ကိုရောဆက်လက်၍သူတို့ကိုနားပြပို့ဆောင်ကောင်းချီးပေးပါမည်ကြောင်းခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတစုဖျားထံတော်ဘာမှကောင်းကြီးမင်္ဂလာငြိမ်သက်ခြင်းကြမ်းမှရှင်လားဝမ်းမြောက်ပျော်ရွှင်ခြင်းအသက်တန်၌ကောင်းစားခြင်းအောင်မြင်ခြင်းစုကျေးဇူးဖြာဖြာလို့ဒီယနေ့လက်ထပ်ထိမ်းမြခြင်းမှုကိုပြုကြတော်ဤဇနီးမောင်နှံအသက်ဆက်ဆက်နှစ်ယောက်နဲ့တဝလာရောက်လျက်မြစ်တာပြကြတော်မိတ်ဆွေတင်ဟာတယောက်စီတိုင်းပေါ်တို့ယခုမှစ၍ကာလအစဉ်တဲ့ရောက်တည်ရှိတည်နေပါစေတော်အာမင်ဘုရားထုဒုဒါယေဒုဒါဒီမှာလေ ကြည်တော်အိတ်ချင်းအာရဂုအိစေစီယာရင်သာစွာနဲ့ယူထုံယူကဖန်စီရှင်ရဲ့နဲ့ရာသူရဲ့ဘုံချင်းနဲ့အေဝါကိုဖန်စင်ကကပူကချီကိုစားခဲ့တဲ့နေရာ So
ဖွင့်ပေးဖို့ဖြစ်တယ်ဒါကအိမ်အောင်တစ်မှာပထမဦးဆုံးတော့တန်စင်သောအနံဖြစ်ပါတယ်လို့ပြိတ္တာရှိမှုရှိပါဖွင့်ပေးပါ còn ngon nam là mình nam mà khá không là nam ok đi xa nó đi xa nó cảm ơn Con lấy cái gì ra nhỉ? Đâu cần nào lấy cái cha. Cái gì ra? ban chế mình Dâu này gì? nhiều miền tu nè, qua áo đồ, nhất là thiên nhiên chỉ ấm mùi, áo miền xóa bị sâu toa để rồi, cao chỉ miền khăn sai để rồi, rồi bộ Giêsu chỉ mà để theo, ô Giêsu xem phải cho miền xóa đồ theo thì, mình cái là gì mà năn rồi, yeah, ek han chú mui đồ, ya rồi để Giêsu rồi bộ chim mà đấy, sa đông đồ ta mình chỉ áo xì đại đồ đi, kaya không ai với Giêsu Giêsu miền đồ qua đấy. Còn khi có đôi cái chết đó ta thì mình đều sẽ chết gì đi cả mà cả chuyện mới đó ý dân ý mà nói anh ông để được về do ba đó chính là về thôi bây giờ sáng thì giờ cao chỉ mình làm nhà sẽ được khán giả giá trị gì mà mình chào ở đây chuyện ông muốn đọc cái đi bán chuyện ta khi quyết định theo nhà đó là mà này chỉ sẽ được bao người chim mà lại anhรู้ว่าซาต้องจะอะไรพี่mình là mình là cái thành chung với đó ai à bộ ai à bây giờ sabi mà làm lo ba ai à bây giờ này season hai này rồi ai à bây giờ sa đó ra bảo luôn như ta nhắc hàng này alo Mắt mẹ sông gì em hồng mang để cha tí tha để lòng ta li mình go lệ khăn ai bu chỉ mà xóa để ga si sen tha do shi để trên nam mi ye piu phan sen du thô du pi để mi ha go ye le sang đểအတွက်ပဲပုံအားထားပြီးကိုယ်နှလုံးသားလေးတဲ့ခိုးဝင်အောင်ခိုးလဲအောင်အစိုးနဲ့ကောင်းတွေရင်ဆိုင်ဖို့ခေါ်အားတွေအကျဉ်းအမြင်လက်ထဲမှာရှိတယ်ဖြူစင်လန်းလေးများနဲ့လူဘဝလာစေရရှိလို့ရှိမှာမင်္ဂလာကောင်းကြီးတွေသက်ဆုံးတိုင်းတို့မခွဲလက်ထွဲသွားမင်းဒီတွေနဲ့ကိုဘဝကိုမပိုင်တော့ဘူးတာတဲ့ဖြစ်လေပြီပျော်ရွှင်နေချိန်မှာအတူရှိနေဝမ်းနဲ့စရာ
ဖယားအားကျေးဇူးတင်ရင်တာယာတဲ့ဘဝလေးတစ်ခုဒီထားမယ် Shalom in Dwepe Oh Atapi Kona Lona Lide Kowena Kole Oh Sone Kaudwe Yin Saibo Kwa Ari Ajena Milete Mashide Jusin Lanli Miane Dugo Wala Zime Yashi Lushima Mingala Kanji That's so died of Maquella Twame Divini Go walk of a bino The Tare Pilebi Yoshine Jima A Dushi May One is the Arijola Inside job ya kwame song zipi de pya jesu ti ta ya de bwa le de ku ti tha me ta ya de bwa le de ku ti sa me ta ya de bwa le de ku ti tha Chip, Jimmy, and then